Okay ဒီပွဲကတော့ဒါ training အောင်ရဲ့ one championship မှာနောက်ဆုံးထိုးတက်ခဲ့တဲ့လဲထိုးပွဲစဉ်တစ်ပွဲကိုကျွန်တော်ပြန်ပြီးတော့ကြည့်သွားမှာလည်းဖြစ်တယ်ဒီပွဲမှာဆိုလို့ရှိရင်တော့ training အောင်အနေနဲ့ဒါပြိုင်ပွဲကိုလုံးဝဗျာအကောင်းဆုံးအဆုံးသက်ပြီးတော့ bonus ကြီးတွေနဲ့စကူးနိုင်ခဲ့တယ်ဒါက one championship မှာနောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲစဉ်တစ်ပွဲကိုကျွန်တော်ပြန်ပြီးကြည့်သွားမယ်ဟုတ်တယ်ကိုညီအောင်တော့နံပါတ်ပေါ်ဟန်ချက်ညီညီပဲဒါမဲ့ဒါအော်တိုဘာလ18ရက်နေ့ဆိုလို့ရှိရင်တော့Thai fighter တန်းတွေနဲ့ရှင်မြန်ထိုးသက်သွားရမှုရှိတယ်။ဒါတော့ပြိုင်ပွဲ Thai fighter ချန်ပီယံလို့ခေါ်တယ်။အဲ့ပွဲစဉ်ထိုးလို့ဆိုရင်ဒီဘက်တော်တော်ငယ်သေးတယ်ဗျ။16နှစ်ကြော်လာပဲရှိဦးမယ်သူ့ရဲ့အသက်ကလည်းငယ်တယ်။အစမောင်းတော့သူမကွာကိုမကွာပဲ။ Okay, round 1 sawပြီဟုတ်တယ် low get ပါဟုတ်တယ်ဒီကနော်โอ้โหผักกระเด็นเลยเว้ยมันออกผัดเพชรกระเด็นเลยครับเอ้าเพชรตรงขวาไปก่อนရင်မဆောင်းကန်ခံရတယ်။တော့လဲကြသွားတယ်။ဟုတ်တယ်ထမအောင်။အော်နှစ်ကြိမ်ဒီဆောင်းကန်ခံရတယ်။အော်အောက်တော့ကိုဖြုတ်တာလွဲသွားတော့จำต่อไปได้โอ้ยแต่งั้นคอโอ้ยปัดขวาครับโดนปัดขวาจะเพชรเนี่ยมีอาการหรือเปล่าထွန်းမအောင်နည်းနည်းလေးတော့လောနေတယ်ထင်တယ်ครับโอ้ยตรงนี้โดนบวกมาเป็นปอดรัดไว้โดนกระจับไปข้างหน้าโดนกระจับဟုတ်တယ်သူကကိုယ်ကလည်းဟုတ်တယ်ကိုကောင်နည်းနည်းလေးလောနေကိုညီအော်ကောင်းလေဘယ်လေဒီထီဟုတ်တယ်တောက်ရှော့ပဲထွန်းမကောင်းလေရုံအားတော့မိုက်တယ်ဟုတ်တယ်လောက်ကပိုင်းโอเค round 1တော့ပြီးသွားပြီပေါ့နော်ဟုတ်တယ်ထုံးတော့တော်ကြီးကိုကျန်းနေเพชรไปแลกกับเขาพี่เลี้ยงบอกให้ศอกครับพี่เลี้ยงบอกจะไม่ได้ศอกဟုတ်တယ်လောက်ကပါ
တော်လေးတော့မှန်ပါရင်တော့ trim အောင်ထိုးတတ်တဲ့ပုံစံကနည်းနည်းလေးတော့ဘယ်လိုပြောမလဲသူကနည်းနည်း logic ရယ်ပေါ့နော် logic ရဲ့အပိုင်းလေးမှာနည်းနည်းတော့ရှိရ trim เซตออกอาวุธไม่สี่เลย ဟိုင်းပြန်ပြက်ကလည်းတော့ shot ထိုးတော့ဟုတ်တယ်တော်ပြတယ်โดนกระจับอีกแล้วโอ้ยโอ้ย တော့ကောင်းလိုက်တာရေပထမတစ်ချက်မှာတော့ချော်သွားရယ်နော်နောက်တစ်ချက်မှာလုံးဝဗျာလုံးဝနှာခေါင်းတက်တော့လူတက်ကိုထိချစ်ခြင်းမှန်တော့ဆရာသမားနှာခေါင်းသွေးရထွက်သွားတယ်ကြည့်ရဟုတ်တာဗောတော်လေးတော့နားသွားတယ်ဗျာထိချစ်ခြင်းမိုက်တယ်ဟုတ်တယ်ထွန်းတော့ရှော့ဖြတ်မှာဟုတ်တယ်ပြင်းနေပြီကောင်းလေချက်ချင်းဆိုလို့ထွန်းမအောင်အောင်ပွဲကိုဖြတ်နိုင်ဖို့တဲ့တောင်းလျှောက်လိုက်ပြီးတော့ထိုးတိုင်းအဲ့လိုဖြစ်နေပါဝါကပါတယ်ကိုလူတွေအဓိကထိချစ်မှန်ဖို့ပဲလို့မိုက်တယ်ဟုတ်တယ်တောင်းလျှောက်ပြတ်မှာတော့လိုက်ထိုးနေကောင်းလိုက်တာဟေးညာလေတီးဒါကနောက်ဆုံးတစ်ချက်ကချော်သွားသေးတယ်ကောင်းလိုက်တဲ့ training အောင်တော့ရှယ်ကြီးကိုကြမ်းပြတယ်ထိချစ်မှန်အဲ့လိုပဲလုံးဝကိုပြတ်တယ်ဒီကောင်လေးပါဝါတော်လေးကောင်းတယ် training အောင်လို့တော့ပြီးတော့ပွဲစဉ်တစ်ပွဲကိုချင်းကတာအရန်လုံးတယ်ပေါ့အဲ့ဒါလုံးဝတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်အဓိကသူအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ထိုးမယ်ဆိုရှင်ထိချစ်မှန်မှန်နဲ့လုံနိုင်ရင်အများကြီးတိုးတက်နိုင်တယ်ဗျ training အောင်အလားအလာအများကြီးရှိသေးတယ်ပေါ့နော်အသက်ကလည်းခုမှ18ပဲရှိသေးတယ်အဓိကပညာပိုင်းကိုပိုအောင်ဆိုင်တယ်စူ50အောင်လို့မတူအောင်လုပ်ခိုင်းနေတော့ကောင်းပါရဲ့ဗျာပွဲတင်ထိုးချစ်တွေတော်လေးမိုက်ပါဒါပေမဲ့ချော်ရလက်တီးရအများကြီးပဲနော်နောက်လာမယ့်ဒီအောက်ဂုတ်လ18ရက်နေ့မှာလဲတန်ခွန်အနိုင်ယူပြီးတော့ဗျာဒီမှာနိုင်ပွဲတွေဆက်ဖို့အတွက်မျှော်လင့်ပါတယ်ဒီပွဲမှာလည်းထွန်းမင်းအောင်အနေနဲ့ဒါဘောနဲ့စုချေဒါ3သိန်းခွဲကိုရရှိခဲ့တယ်ထွန်းမင်းအောင်ကဒီ4ပွဲထိုးခဲ့ပြီးတဲ့အချိန်မှာ2ပွဲရှုံးနေပြီး2ပွဲနိုင်တယ်နိုင်တဲ့2ပွဲမှာဆိုလို့ရှိရင်လည်းဗျာဘောနဲ့စုချေဘာ3သိန်းခွဲ2ပွဲစလုံးရရှိခဲ့တယ်တော်တော်လေးတော့မိုက်တယ်ပေါ့နော်အဲ့ဒါလည်းတော်တော်လေးတော့တန်တယ်ပြောရမယ်နိုင်ရင်ဘောနဲ့ရတဲ့အနေအထားလေးကိုသိရတယ်လင်းထိုးလို့ဆိုရင်